လက်သေးလေးတစ်ခါသွားလောက်ပါတယ်လက်သေးဆိုင်ပိုင်ရှင်နဲ့ပို့တိုက်မှုဖြစ်ပွားလာခဲ့တယ်အမအိုက်ဆိုင်အမကောက်ညားလေးနဲ့ပြတာမယ်ပထမတော့နာမည်မထည့်တော့ဘူးလို့စဉ်းစားလာအခုတော့တစ်ခါနဲ့နာမည်ထည့်ပြီးတော့ကောက်နာမည်ကြီးဘိုင်းနှိမ့်တက်ပြီးပြောပြလိုက်တော့မယ်ကွာမထူးတော့ဆိုင်ကတော့မြင်းတဲ့အတိုင်းပဲအဝေးကနေလှမ်းကြည့်ရတယ်ချစ်စရာကောင်းလို့ဘာမှမစဉ်းစားပဲနဲ့ဆိုင်နဲ့တန်းဝင်ပြီးတော့ပျော်ရွှင်နဲ့လက်သေးလုံးမယ်ဆိုပြီးစဉ်းစားတာကွာပို့တိုက်မှုမဖြစ်ခင်အချိန်ကြီးတော့ဆိုင် decoration လေးကိုတော်တော်လေးသဘောကျနေတော်တော်လေးလဲလှတယ်ကွာဆိုင်မှာသုံးထားတဲ့ရောင်လေးရုပ်တရက်ကြီးလိုက်လို့ရှိရင်အဖြူရောင်လို့ထင်ရပေမဲ့အဖြူရောင်လေးသုံးတာမဟုတ်ခရင်ရောင်လေးသုံးတာကောက်တော့ကင်မရာနဲ့ဆိုလို့ရှိရင်လုံးဝကြည်တောက်ပြီးတော့ကွာတော်တော် lighting ကောင်းတယ်လို့ပြောလို့ရတယ်ဘလို့ပို့တိုက်မှုဖြစ်ခဲ့ရလဲဆိုတာကိုဆက်ပြောပြမယ်မပြောပြခင်မှာလက်သေးလေးအရင်လှုပ်လိုက်အောင်မယ်လက်သေးလှုပ်ဖို့အရင်ရွေးမယ်ပပိုရတော့ hair treatment လေးလုပ်တာကောက်ကတော့လက်သေးလှုပ်တာလက်သေးကိုလည်းသူတို့ပြထားတဲ့ design လေးတွေကလည်းတော်တော်လေးတက်ရက်တော့အော်ကွာလည်းသဘောကျမို့လုံးမယ်ပေါ့ကွာအမှကောက်ဈေးလေးပိုင်းလှန်ကြည့်လိုက်သေးတယ်အော်ဈေးလေးကလည်းဆိုင်နေထားနေဆိုလို့ရှိရင်မစိုးဘူးလို့ပြောလို့ရတယ်သူ့စင်းနဲ့သူတော်တော်လေးအဆင်ပြေတယ် fair ဖြစ်တယ်ဆိုင်လေးကလည်းတက်ရက်တန့်ရှင်းရှင်းလေးဆိုတော့ okay ပေါ့လက်သေးကကိုလိုချင်တဲ့ design မလုပ်ခင်ကောက်အရင်ကဆိုရတဲ့ jelly နဲ့ဆက်ထားတဲ့လက်သေးတွေတော်တော်ကြာလေးအချိန်ယူပြီးဖြတ်လိုက်ရတယ်လက်သေးနေဆိုးတာမကြောက်အဲ့ဒီ jelly ဖြတ်တာပိုကြာနေတာကွာအမှ coffee လကားတိုက်တာနဲ့ coffee တောက်လိုက်တယ် coffee ကတော့ trade လို့ပြောကြမရှိပါဘူး Beauty Slow 9လို့ကတော့ coffee ကတော့တိုက်ကြတယ်ကွာနော်သဘောကျတော့ coffee လေးတော်တော်အဆင်ပြေသလားကောက်ကအရန်အချိုကြီးမကြိုက်တဲ့သူဆိုတော့လေသူ coffee ကခါစိမ့်လေးနဲ့တော်တော်ကြိုက်တယ်ပပိုကြီးကတော့ကြိုက်ပါမလားမသိဘူးပပိုကြီးကကျတော့အချိုတောက်တဲ့သူဆိုတော့လေနေပါအဲ့ဒါအရင်များဖတ်မြတယ်မပြောဘူးဒီမှာအဓိကပြောစရာတသက်ရှိလက်သေးလုပ်ပြီးညီမလေးကလည်းလက်သေးခိုင်းတာတက်ရှိပြီးတော့အဆင်ပြေတယ်လက်လုံးဝမနာဘူးအဲ့ဒီကိုကောက်တွက်ကလုံးဝ is okay ပဲပြောနေနဲ့အတင်းလုပ်လိုက်မယ်ကောက်လက်သေးလုပ်တာနည်းနည်းကြာနေ treatment ပြီးတဲ့ပပိုကြီးကသူများမှားထားတဲ့ထမင်းနေဟင်းတွေအကုန်လုံးသူအသားတွေပဲရွေးစားနေဖြစ်တယ်ကောက်လဲစားတဲ့စားအသားတွေကနည်းနည်းလေးပဲကျန်တယ်အဲ့လိုလူမျိုးကလောကကြီးမှာမပေါင်းသင့်မပေါင်းအပ်တဲ့တဲမှာထိတ်ဆုံးရပါတယ်ဒါပညာပေးလေးတစ်ဖြတ်ပြောပြဒါကောက်လက်သေးလုပ်ပြီးနောက်ဆုံး result လေးပါကောက်လိုမျိုးလက်သေးသွားလုပ်ပြီးဆိုလို့ရှိရင်ဘယ်ဒီဇိုင်းလုပ်ရမလဲခေါင်းစားနေညီမလေးအခုကောက်လုပ်တဲ့ဒီဇိုင်းလေးကိုစမ်းပြီးလုပ်ကြည့်ပါအဲ့ဒီဇိုင်းလေးတော်တော်လေးလှရဲလက်လေးလည်းလင်းသွားတယ်ပေါ့ဘယ်တော့မှမရိုးတော့မဲ့ဒီဇိုင်းလေးလက်သေးအတူနဲ့ဆိုလို့ရှိရင်လည်းအဆင်ပြေကဲလာပြီးပို့တိုင်းမှုဖြစ်တဲ့အကြောင်းရင်းဆိုင်ရှင်အမကိုကောက်အကုန်လုံးအဆင်ပြေတော့မေးလိုက်တာအမရေဒီမှာဖွင့်တာကြာပြီလားဆိုတော့မကြာသေးဘူးညီမလေးတဲ့အလုံးဘက်ကပြောင်းလာတဲ့ပထမမရန်ကုန်ကဘာကြီးဘက်မှာဖွင့်မှုစဉ်းစားရင်းနဲ့နောက်ဆုံးတော့ဒီဘက်ပဲရောက်လာညီမလေးအမကိုကြေကွဲကောက်တော့မရန်ကုန်ကဘာကြီးမှာဘာပြစ်ရှိလို့လဲဘာလို့အဲ့လောက်တိတောင်မုန်းနေကြရတယ်လာဖွင့်မလိုက်ပါလားဘာဖြစ်ပါဈေးနဲ့ quality ကကောက်တော်တော်လေးကြိုက်တဲ့ပါလို့ခဏလာဖြစ်မဲ့ဆိုင်ထဲမှာပါပါတယ်ဗီဒီယိုဆုံးနေရဲ့သူတွေအတွက်သတင်းကောင်းလေးရှိပါတယ်ဒီ3လပိုင်းတစ်လလုံးကိုကောက်ရဲ့ဒီဗီဒီယိုလေးပြပြီးသွားလုံးမယ်ဆိုလို့ရှိရင်30% off လေးရမှာပါကြီးမြင့်နိုင်မှာနေညီမလေးဆိုလို့ရှိရင်ဒီဆိုင်ကိုတစ်ခေါက်လောက်တော့သွား try ကြည့်ဖို့ကောက်က recommend ပေးပါတယ်ဆိုင်လေးစာလေးကတော့ကြီးမြင့်နိုင်မျိုးနဲ့ပန်းပင်ကြီးလန်အမှတ်28ဖြစ်ပါတယ်ဗီဒီယိုလေးကဒီလောက်ပါပဲကောက်တော့နောက်ထပ်ဗီဒီယိုတွေမှာပြန်တွေ့ကြမယ်နော်တဒါ